အသားညိုတဲ့ main ကလေးတွေက makeup နဲ့ဒီလောက်တောင်လိုက်တာလားငယ်ကလေးကအသားညို makeup နဲ့မလိုက်ဘူးကွက်မဲပြမယ်ဆိုတာပဲသိခဲ့ရပါတော့ရှင်လိုမျိုးသားညိုတဲ့ main ကလေးရှိတဲ့ဒီဗီဒီယိုအဆုံးထိကြည့်ပေးကြပါဦးလာတဲ့ secret ကတော့ makeup artist ရဲ့လက်ရာပဲဖြစ်ပါတယ်ဗောနော် makeup by Melvin ကိုသိကြလားမသိဘူးနော်ဒီမှာတော့ makeup by Melvin ရဲ့ official certified student တယောက်ဖြစ်ပါတယ်ဗောနော် Melvin ရဲ့ right hand ဆိုလည်းမမားဘူးဗောမျက်နှာပေါ်မှာလိမ့်ပေးတဲ့ product တွေကအစားအလုံးဝ high end product တွေကိုပဲလိမ့်ပေးထားတာပါ NARS makeup by Mario Charlotte Tilbury ဆိုတဲ့အကောင်းစား brand တွေကိုပဲသူကကင်တာ high quality product တွေကိုပဲသုံးထားပေးတဲ့အတွက်ကြောင့်မလို့ allergy ဖြစ်မှာရားမှာဖြူမှာတွေလုံးဝမကြောက်ရပါဘူး Kim Kardashian ကိုပြင်ပေးသလိုမျိုး makeup look လေးရသွားသလိုခံစားရရပေါ့နော် thank you ပါအမရေငယ်တော့ဆိုအသားညိုတယ်ဆိုပြီးအရင် insecure ဖြစ်ခဲ့တယ်မှာပါတယ်ပေါ့ဒါပေမဲ့အခုတော့ငါကန်ကောင်းလို့အသားညိုခဲ့တာဆိုဖြစ်တယ်ပေါ့နော်ညိုချောဆောင်ငိုပြောလို့မရအောင်ဆိုတာတကယ်ပဲလားနော် If you live in Bangkok တကယ်ဒီအမနဲ့တစ်ခေါက်လောက်စမ်းပြင်ကြည့်ကြပါပွဲတက်တွေပါညာဆိုရင်တကယ်အရန်ကိုလာတော့ brown girl friendly makeup look လေးဖြစ်ပါတယ်ပေါ့နော်ဆုံးဖြတ်ကြည့်ပေးတဲ့အတွက်အားလုံး thank you so much see you all in the next vlog bye bye